ရားပွင့်လာပြီးတော့ဘုရားကဘာဟောတာလဲဘုရားဟောတဲ့တရားကိုနာပြီးတော့ဘယ်လိုအခြေအနေတွေပြောင်းလဲသွားသလဲအကြောင်းရရတော့အများကြီးပေါ့ဆိုပါစို့ဘုရားပွင့်လို့ဓမ္မနဲ့အာရမခွဲခြားသိတာဘုရားပွင့်လို့ဒါကကုသိုလ်ဒါကအကုသိုလ်သိရတယ်ဘုရားပွင့်လို့ဒီလောကလှုပ်တဲ့နဲ့ဒီလောကမလှုပ်တဲ့ဘူးသိတယ်ဘုရားပွင့်လို့ဒီစကားပြောတဲ့နဲ့ဒီစကားမပြောတဲ့ဘူးအကောင်းအဆိုးခွဲခြားသိတာဘုရားပွင့်မှာခွဲခြားပြီးတော့ဟောတော့လူတွေအတွက်ရွေးချယ်စရာဖြစ်လာတယ်ငါကတော့ဘာနဲ့ရွေးချယ်ကြတော့ကိုကြိုက်တာနဲ့ရွေးချယ်ခဏခေတ္တိကိုကြိုက်တာရွေးတာပဲလေလူဆိုတာတော့ကိုကြိုက်တာကြိုက်မကြိုက်နဲ့ရွေးနေကြတာအဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါကြိုက်မကြိုက်ကအဓိကမဟုတ်ဘူးမှန်မှန်ရဲ့အကျိုးရှိမရှိဒါပါရွေးလာမှန်လည်းမှန်ရမယ်အကျိုးလည်းရှိရမယ်ဆိုတာရွေးချယ်တာ